ရဲမရဲတိုင်းစားချင်မှကိုဆောင်မှုရဲ့ကြိုက်တယ် သူ့ငွေယူရင် အပြဲမှာပါမှာ ကြည်ပြူမ ဘာလို့ကြည်ပေါ်မှာအပြဲပါလို့လည်းဘာတော့ရိုက်လာဦးမယ်ကောင်းတာပြီးမှယူမှာပေါ့အပြဲကြီးလာပဲသူကယူမှာလို့ ခမရဘလူပတ်ဆံပေးတာတော့များ လူတကလူမှပေးရလေဖြူခွေးရပေးတာဖြူခွေးရ ဟဲ့လူဟဲ့လူ ဘာလဲ အိုးအောင်မြောင်ဝင်းမဟုတ်ဘူးလား ငါသူ့နာမည်ပြောလိုက်ပြီဖြူခွေးဟာဖြူခွေး ခုနလေးကမှဒုံထိုးတစ်ချောင်းကြီးကျွေးပြီးနာမည်ပြောင်းလိုက်တာ ခမရစုချတွေပြန်နှိမ့်သွားလိမ့်မယ်တော့ ဟာဖြူခွေးအဖြူခွေးရပေးတာကမဖြစ်လို့ပြော ဝမ်းချစ် ဟာ ကျွန်တော်ကပေးတာဗျ လူတွေကလူမပေးမှနေရောက်တာနေ့စဉ်မှတို့ခွဲပေးတာလူတွေကလူမမပေးရနေလဲငါလည်းငါချင်းဘောလာမလုံးနဲ့အမလေးကျွန်တော်ပေးတာလေထူးကြရတဲ့ပတ်စံတော်မကန်ရတဲ့ကောင်ကျွန်တော်ပေးရတယ် ဟဲ့လူဝမ်းချစ် ဒီကကြောင့်ဆောက်တော့ငါစီချီရကောင် ဘာပြောလဲဗျ မုံဝဲဆောက်တော့ငါစီပတ်စံချီရကောင်ဘာအကျိုးကပေးရ ပြန်ပေးမယ် ဘာမလို့ဒီမှုရချီလဲမချီလဲကိုယ့်အကိုထားဘာမှမပြီးဆိုင်းကြလုပ်နေပြီချီစား ဟာပတ်ဆံချီစားတာ အဲ့လေပတ်စံချီစားတယ်ပြောရလေ ဝမ်းချစ် ဘာလို့ ကျွန်တော်စုချမကန်ရဘူးလို့လားမပြောနဲ့ကျွန်တော်စုချမကန်ရဘူးလို့မပြောနဲ့နော်တားရဲ့ဖေဖေနဲ့မေမေကိုခုနောင်ကလှုပ်ကျွေးနေတာမိဘကျေးဇူးကိုဆက်ပေးနေတာ အာမိဘကျေးဇူးစမနေနဲ့တော့မိဘကျေးဇူးဘယ်လောက်ဆက်တာမကုံဘူးလေအေးမကုံသူသူစမနေဘူးဘယ်နည်းကုံမဟိမလို့စတော်သေးမကုံဘူးလေအေးမကုံအငတ်နေအမလေးဆင်းစားလေတခါလေးမွေးပြီးတစ်လုံးစားခြင်းနဲ့စဉ်းစားလေအမလေးဟိုတည်းကအမေတဲ့ငါ့ကိုပြန်မပြောနဲ့တဲ့နေငါ့လူဘို့ကြည်အောင်ဆက်တယ်ဘာငါ့လူဘို့ကြည်အောင်ဆက်ရမှာလို့ကြောက်တဲ့ဆိုတာမှလို့အဖေလဲပါပါအဖေကမဆက်ခိုင်းဘူးငါကြောက်ဆက်တယ်နှစ်ယောက်ဆိုရင်နှစ်ယောက်ဆက်လေဟုတ်တယ်မလားခုတော့အဖေနဲ့ငါနဲ့နှစ်ယောက်ဆိုတာငါပဲဆက်တယ်အဖေကမဆက်တယ်တဲ့အမလေးဆက်ဘူးတော့အမလေးတစ်ခါတလေကိုတော့မစိုးအောင်သူ့ဆိုလို့ပြောတာ လေဝိုင်းချက်ကမိဘကိုမစော်ကားဘူးကွာအမေဆိုတာမွေးတဖုတ်ခင်ကျေးဇူးရှင် မင်းသမီးကဘယ်ကတဖုတ်နေပါလား မွေးသမီးခင်ကျေးဇူးရှင်မြတ်စွာဘုရားတောင်အမေနိုးဖို့ဆက်တာနိုးတစ်လုံးဖို့ပဲကြည်တာငါနှလုံးဖို့ကြည်အောင်ဆက် ဘ လို ယ် က် ဘယ်လိုဆက်တော့ အမေအိတ်နေတော့နို့လန်တူနဲ့ထုချာ ဟာအဲ့နေဖေရတော့မှသူ့ကိုမကြလို့ ကိုနေ့ကလိုက်ပြလိုက်တာ ဝမ်းချစ် ဟာ ခမရဘာဖြစ်ချင်တာတော့မျိုးရှေ့ကလည်းလိုက်ကလွှင့်ထားတာမြန်မာတနိုင်ငံလုံးကိုတခြားနိုင်ငံတွေကပြည်သူတွေကပါကြည်နေမှာ ဘယ်ရောက်ကွာဟဲ့ငါပြောတာမင်းလည်းတီးငါလည်းပြောမယ်တီးလိုက်ပြောလိုက်ဒီလိုလို့နေကြတဲ့တီးမှဆိုရင်ငါမနေဘူးလား မြတ်တော့အောင်လို့မြတ်တော့အောင် အဲ့လိုတော့မပြောနဲ့ဝမ်းချစ်ဦးဝမ်းချစ် ဟုတ်တယ် ခမရအဲ့ဆိုရင်ခမရဘာဖြစ်ချင်တာတော့ပြောခမရစကားပြောချင်တာမလား ဟုတ်တယ် စကားပြောချင်တယ်ဆိုရင်ခုနောက်ဒီတပုတ်လေးတော့စ ရတယ် ကျွန်တော်ရဲ့ဖေဖေမန္တလေးဝင်းတောင်ကိုဂုံပြမဲ့တခြင်းနဲ့တပုတ်ပါခမရအဲ့ဒီပုံလေးကိုနားဆင်ပြီးတာနဲ့ဦးဝမ်းချစ်ပြောချင်တဲ့ဟာသာတက်တက်လောက်ပြောအဆင်ပြေလား အဲ့ဒါပြီးပြောမှာနော်မပြောတော့မင်းကတူဟင်ငါကြောင့်မင်းဆုံးတယ်လား ဘာလို့ပြော ငါကြောင့်မင်းဆုံးတယ်လေဟိုလို့ ဘာတော့လို့ ဟိုတနေ့ဟာကောင်တော့ဆေးရောမဆေးနေဘူးနော် ခမလို့တာပေါ့ ဒီကူလေသူ့အောင်တက်တယ်ဘာဖြစ်လို့တက်တာမသိဘူး ဟာရိုက်လိုက်တယ်လို့လုပ်ပါ ကိုရိုက်တယ်လည်းမဟုတ်ဘူးဦးဝမ်းချစ် ဟဲ့မခေါ်ရစကားပြောကြားတယ်ကွာရောမိုက်လာကွာ ဟိုခုနလေအကောင်းကြီးပါဘာဖြစ်တာဘာဖြစ်လဲ မိုက်လာလို့ မိုက်တယ်ဗျာဘာဖြစ်လဲမလား ဟာ မိုက်တယ်လို့ မိုက်တယ် မိုက်တယ်လား မိုက်ရင်